အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထူးထူးခြားခြား role တစ်ခုနဲ့အစွမ်းထက်လွန်းတဲ့လူငယ်တစ်ယောက်အကြောင်းကိုပြောပြပေးသွားမှာပါပုံမှန်အားဖြင့် fantasy ကမ္ဘာတွေမှာရွာသား villager ဆိုတာအားအနည်းဆုံး role တစ်ခုဖြစ်ပေမဲ့အခုကျွန်တော်တို့တွေ့ရမယ့်သူကတော့အဲ့ဒီအယူအဆကိုပြောင်းပြန်လှန်ပစ်လိုက်သူပါဇလန်းအစမှာတော့ level တရွာသားသားအဖနှစ်ယောက်ကိုအေယာမ green slime ကြီးကတိုက်ခိုက်နေတာကိုတွေ့ရမှာပါအဲ့ဒီအချိန်မှာပဲ Chemical ဆိုတဲ့လူငယ်လေးကရောက်လာပြီး slime ကြီးကိုလက်တစ်ချက်တည်းနဲ့အမှုန့်ဖြစ်အောင်လုပ်ပစ်လိုက်ပါတယ်အံ့ဩသွားတဲ့အဖေဖြစ်သူကမင်းကဘာတူလဲလို့မေးတဲ့အခါမှာတော့ Chemical ကသူ့ရဲ့ status ကိုပြလိုက်ပါတယ်အားလုံးကိုအံ့အားသင့်စေတာကတော့သူဟာ level 9 ရ9 19ရှိတဲ့ရွာသားတစ်ယောက်ဖြစ်နေတာပါပဲသူရဲကောင်းအဖွဲ့စုဆောင်းခြင်းတစ်ဖက်မှာလည်း Volman မြို့မှာသူရဲကောင်း Rex က Demon King ကိုနှိမ်နင်းဖို့အတွက်အဖွဲ့ဝင်တစ်တွေစုဆောင်းနေပါတယ်သူက level မြင့်ပေမဲ့အသက်ကြီးတဲ့သူတွေကိုပယ်ထုတ်ပြီးအလားအလာရှိတဲ့လူငယ်တွေကိုပဲရွေးချယ်ပါတယ်အဲ့ဒီမှာ level 50ရှိတဲ့ Price မလေးထိုင်းနဲ့ Mage တယောက်ကိုအဖွဲ့ထဲထည့်သွင်းလိုက်ပါတယ်ကကမိုင်ကတော့ပတ်စံရှာဖို့အတွက် Blue Devils တွေကိုတက်ရမယ့် quest တစ်ခုကိုလက်ခံပြီးရှေးဟောင်းကူ SI Cave ထဲကိုရောက်လာပါတယ်တိုက်ဆိုင်ပဲသူရဲကောင်း Rex ရဲ့အဖွဲ့ကလည်း level ကိုဆဲကြပေါ်မှဝင်လို့ရတယ်ဆိုတဲ့လှုပ်ဝက်အခန်းထဲက Holy Sword ကိုရှာဖို့ဒီကူထဲကိုရောက်လာကြပါတယ်ကူထဲမှာ K-Gamai က Blue Devils တွေကိုလက်ပလာနဲ့တစ်ချက်တည်းတက်နေတာကို Rex တို့အဖွဲ့တွေ့သွားပါတယ်သူတို့ကလှုပ်ဝက်အခန်းထဲရောက်တဲ့အခါမှာတော့ဓာတ်ကိုမတွေ့ပဲ Alice ဆိုတဲ့ဒီမမလေးကိုပဲတွေ့ရပါတယ် Rex က Alice ကိုတတ်ဖို့ကြိုးစားတဲ့အခါမှာတော့ K-Gamai ကကြားဖြတ်ဝင်တာပြီး Rex ရဲ့ဓာတ်ကိုလက်တစ်ချောင်းနဲ့တားဆီးလိုက်ပါတယ် K-Gamai ကသူ့ရဲ့ level 9 ရ9 19 status ကိုပြလိုက်တဲ့အခါအားလုံးမြင့်တက်သွားကြပါတယ်Racket က Holy Sword ဘယ်မှာလဲလို့မေးတဲ့အခါ K-Gamma ကအေးစစ်စစ်ပဲအဲ့ဒီဓာတ်ကိုလွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းကတွေ့ခဲ့တာတန်ဖိုးရှိမှန်းမသိလို့စားဖို့တောက်ဖို့အတွက်ပတ်စံနှဲငယ်နဲ့ရောင်းစားလိုက်ပြီလို့ပြောလိုက်ပါတယ် K-Gamma ရဲ့အစွမ်းကိုမြင်သွားတဲ့မင်းသမီး Kuro ကသူ့ကိုအဖွဲ့ထဲဝင်ဖို့နဲ့သူ့ကိုလက်ထပ်ပါမယ်လို့ကမ်းလှမ်းပေမဲ့ K-Gamma ကတော့ညှင်းပယ်ခဲ့ပါတယ်သူကတာမန်ဘဝမှာပဲအေးစစ်စစ်နေချင်တာပါဒါပေမဲ့ဇလန်းအဆုံးမှာတော့သူကတင်ခဲ့တဲ့တင်မမလေး Alice ကသူ့ကိုလက်ထပ်ဖို့ပြန်လဲကမ်းလှမ်းလိုက်တဲ့အခါမှာတော့ကျွန်တော်တို့ရဲ့ level 9 ရ9 19ရွာသားကြီးတယောက်ဆုံးသွားခဲ့ရပါတော့တယ်